င်္ဂလာပါရှင်ကျမတို့ပေါ့နော်အလုပ်ခေါ်စာလေးတစ်ခုကိုပြောပြချင်လို့ပါရှင်လုံခြုံရေးနဲ့အထွေထွေဝန်ဆောင်မှုလုပ်ငန်းကုမ္ပဏီ limited လုံခြုံရေးနာမည်အလို့ရှိရင်ဒီမင်္ဂလာတုံမြို့နယ်နဲ့ဈေးကဘာဆက်မှုဆောင်10လမ်းအတွက်ပါရှင်အဲ့တော့ကျမ်းမာရေးကောင်းမွန်တဲ့သူများအားလုံးရှောက်ထားနိုင်တယ်လိုအပ်ခြင်းသင်တန်းတက်ရမယ်ပြီးတော့ပေါ့နော်နောက်တစ်ခါကျတော့လစာကိုလည်းပေါ့နော်အဆင်ပြေအောင်အားလုံးလုပ်အဆင်ပြေအောင်လုပ်ပေးထားတယ်ဥမာမင်္ဂလာတုံဘက်ကလူတွေပြီးရင်နောက်တစ်ခါကျတော့ရင်ဟို14လမ်းဆောင်လို့ပါတော့အဲ့ဘက်ကလူတွေပေါ့နော်လာပြီးတော့ရှောက်ထားနိုင်တယ်ဗမာလဲဆိုတော့အမှန်9ပထမတက်ဥယျာဉ်လမ်းနဲ့ဘရင်အောင်လမ်းမကြီးတောင်အင်းစိန်မြို့နယ်ပေါတော်ဝမှတ်တိုင်နော်အမှလာပြီးရှောက်ထားနိုင်တယ်အဲ့မင်္ဂလာတုံအတွက်ကိုလေမင်္ဂလာတုံအဲ့ဈေးကဘာစက်မှုဆောင်အတွက်ကိုလူတွေတကယ်လိုနေတာပါရှင်လာပြီးတော့ရှောက်ထားနိုင်ပါတယ်လာစာကိုလည်းပဲဟိုကုမ္ပဏီကနေအားလုံးကိုပေါ့နော်အခုခေတ်အနေထားနဲ့အဆင်ပြေအောင်အကုန်လုံးစီမံဆောင်ရွက်ထားပါတယ်ရှင်ဆောင်ရွက်ထားတယ်ဆိုတော့ခုချိန်မှာလည်းပတ်စံနည်းနည်းပဲဝင်များပဲဝင်ပေါ့နော်ကိုယ့်အတွက်ငွေကြီးအရင်ကြီးတယ်အဲ့တော့ရင်အခုကြည့်နေတဲ့ဟိုတငယ်ချင်းတွေအားလုံးလည်းပဲပေါ့နော်ကိုယ့်အိမ်မှာကိုယ့်ရဲ့အဖေကိုယ့်ရဲ့မောင်ကိုယ့်ရဲ့ဦးလေးကိုယ့်ရဲ့အကိုကိုယ့်ရဲ့ကိုယ်နဲ့ပတ်သက်ဆက်နွယ်တဲ့လူတွေအားလုံးတကယ်လို့နှင်းဖြစ်တယ်ဆိုရင်အလုပ်လာလျှောက်ဖို့ပြောပြပါရှင်အခုကမဘာရီလိုနေလိုနေလဲဆိုတော့အဲ့ဈေးကဘာအတွက်ကိုလောလောဆယ်ဝန်ထမ်းတွေ10ဦးလောက်လိုတယ်ရှင်ပြီးရင်တောင်တကုံမြောက်တကုံအတွက်တွေလည်းနောက်ကြတော့လိုရင်ပြောပြပါမယ်ရှင်လာရောက်ပြီးတော့အလုပ်တွေလာပြီးရှောက်ပါလို့အိမ်မှာပဲမနေကြပါနဲ့လို့မိသားစုတိုင်းကခက်ခဲတွေအများကြီးရှိနေကြတယ်ခေတ်ကြီးထဲမှာပေါ့နော်တက်ညီလဲညီအလုပ်တွေဝိုင်းဝန်းပြီးလုပ်ကြပါဆိုလို့နော်အခုကတော့အမှဟိုဗာလဲဈေးကဘာဝင်းမှာလူတွေလူတယ်နောက်ပြီးလှိုင်းသားရရွှေပြည်သားအမှပေါ့နော်ဟို customer တွေကလည်းမှငှားတဲ့လူတွေအများကြီးပဲရှိတယ်အလုံးလိုချင်တဲ့လူတွေလည်းလာရှောက်နိုင်တယ်လုပ်ငန်းနဲ့ပတ်သက်လို့လာပြီးတော့အချက်နဲ့လူတွေလာအနိုင်တယ်ဆိုတဲ့အကြောင်းပြောပြတာပါရှင်သူကကျမတို့ရှင်မှာကျမတို့ကုမ္ပဏီမှာဗာလဲဆိုတော့ဟိုဟာတာရေးနာရေးကိုခံစားပိုင်ခွင့်ရှိတယ်စုငွေအသင်းတွေရှိတယ်ပြီးရင်ပေါ့နော်ဟိုတခြားအကြောင်းအရာတွေအများကြီးနဲ့ဝန်ထမ်းတွေအတွက်ကိုကြည့်ရှုစောင့်ရှောက်တဲ့အပိုင်းတွေရှိတယ်ပေါ့နော်အဲ့တော့လာလျှောက်ပေးပါရှင်ကျင်းဝနဲ့လာပြီးလက်တွဲပါလို့ customer တွေကိုလည်းဖိတ်ခေါ်သလိုဝန်ထမ်းလုပ်ဖြစ်မဲ့လူတွေကိုလည်းဖိတ်ခေါ်ပါရှင်